မင်္ဂလာပါရှင်ဒီမှာငါလေးကြောင့်မှတ်ထားရင်ခေါင်းမောင်လေးကကြာတော့ဖွင့်ထားရမမကြီးရဲ့ဈေးတော့မရောင်းချင်ဘူးတဲ့ဈေးတော့ဝင်ဝယ်တဲ့ဈေးဝင်ဝယ်ပတ်စံရလာမှာတဲ့နော်ဒီကိုပိုင်ချင်းအောင်လေးထဲကနေပြီးတော့ဈေးဝင်ဝယ်တာမှန်နေဆိုရင်ပတ်စံရတယ်ရှင်နော်ကိုမှဒီမှာဖွင့်ထားတဲ့ဒီချင်းအောင်လေးကကြာတော့ဒါမစ်စနဲ့ကိုပိုင်ချင်းအောင်လေးနော်ဒီချင်းအောင်လေးထဲဈေးဝင်တော့မစ်စကော်မရှင်ရတယ်ရှင်ဒီအောက်ချင်းကဈေးသွားဝယ်နေတဲ့ကော်မရှင်မရပါဘူးရှင်အဲ့ဒါလေးကိုသိစေချင်တယ်နော်အဲ့တော့ဈေးဝင်ဝယ်ပတ်စံရလားဆိုတော့ TikTok Shop မှာဈေးဝင်ဝယ်တိုင်းပတ်စံရတာမဟုတ်ရှင်ကိုချင်းတွေကကိုဝယ်သုံးမှာပတ်စံရမှာရှင်โอเคနော်အဲ့တော့ဝယ်သုံးသမားတယောက်အနေနဲ့ကိုရဲ့ကိုပိုင်ချင်းအောင်လေးမရှိသေးဘူးဆိုရင်တော့ကိုပိုင်ချင်းအောင်လေးသွားဖွင့်လိုက်ပါအနေဆုံးနော်ကိုချင်းအောင်လေးထဲကကိုအိမ်မှာလိုတဲ့ပစ္စည်းလေးတွေကိုဝယ်သုံးနေရင်တော့မှမစိုးရိမ်ကော်မရှင်တွေရပါတယ်ရှင်အဲ့ရတော့မှမိုက်တယ်နော်အဲ့ဒါမို့ TikTok Shop နဲ့ပတ်သက်ပြီးတော့အခုချိန်မှာကိုကမသိသေးဘူးဈေးဝယ်ရင်ကော်မရှင်ရမှမသိသေးဘူးဆိုတော့တေချာလေးလေ့လာသိယူပါရှင်โอเคနော်မင်းတို့ TikTok account follower 1000ပြည့်ပြီဆိုတာနဲ့မင်းတို့ကကော်မရှင်နေရှာလို့ရပြီရှင်ချင်းနှောင်းနေရှာလို့ရပါပြီရှင်လို့เนาะအဲ့တော့ဈေးဝယ်သုံးမဲ့သူတွေကစီးပွားရေးပတ်စံရှာမယ်ဆိုတဲ့သူတွေကအခြေခံတဲ့ CBC ကပိုင်းလေးတွေကိုနားလည်အောင်သိအောင်လို့သင်ယူထားစေချင်ပါတယ်နောက်ခါကျတော့သိအောင်သင်ယူထားမယ်ဆိုတာကိုယ့်အတွက်အလုပ်လုပ်ရတာလွယ်ကူမယ်လို့လည်းတစ်ခါလေးပြောချင်ပါတယ်ရှင်โอเคနော်ဟုတ်ကဲ့ပါအဆင်ပြေကြပါစေအဲ့တော့ကိုယ့်ချင်းတွေကကိုဈေးဝယ်သုံးမယ်ဆိုရင်ကော်မရှင်ရပါတယ်ရှင်လို့ဟုတ်ကဲ့ပါเนาะအဲ့တော့တီးတိုင်မျိုးတကူတခါဝယ်ကြမလို့ပါဘူးအိမ်မှာအလိုတဲ့ပစ္စည်းလေးတွေကိုဝယ်သုံးနေတဲ့ကိုကော်မရှင်ရတာပါရှင်ဟုတ်ကဲ့ပါအဆင်ပြေကြပါစေရှင်သိချင်တဲ့အရာလေးရှင်ခေါမမှန်လာပေးကြပါအဆင်ပြေမယ်ဆိုတော့တယောက်တစ် share စီ share ကူပေးကြပါအောင်ရှင် TikTok Shop ကိုအခြေခံကစပြီးစနစ်ကျတင်လေးလာခြင်းနဲ့ရလက်တွေမြင်မြန်ထွက်ခြင်းနဲ့ဝင်ငွေရှာလို့ရအတိကျွမ်းကျင်တက်ခြင်းနဲ့ဆိုတဲ့သူလေးအတွက်အခြေခံကနေစပြီးဝင်ငွေရှာလို့ရထိတင်ထားပြီးတဲ့ video class တွေ VIP class တွေဖွင့်ထားပေးပါတယ်ရှင်မင်းရဲ့ video တင်တန်းလေးပါဆိုရင်တင်တန်းထဲမှာမင်းဗီဒီယိုလေးဓာတ်ပုတ်ချင်စီလောက်ပြီးတော့တင်ထားပေးပါတယ်အဲ့ထဲကိုမင်းထည့်ပေးမှာဖြစ်ပါတယ်ရှင်ရောက်သွားပြီဆိုရင်ကိုအားရင်အားလိုမျိုးလေးလာတင်ပြီးတော့ကိုရဲ့ TikTok အကောင့်မှာကြိုးစားမယ်ရှင်လိုအပ်တာရှင်ပြီးဆိုမေးလာရပါမယ်တင်တန်း episode နဲ့မင်းက TikTok အကောင့်တွေစစ်ပြီးရလိုအပ်တာလုပ်ပေးတယ်တင်တန်းနဲ့တော့တခါလေးတန်းထည့်ပေးပါတယ်ရှင်တင်တန်းကြီးလေးကတော့အခုချိန်မှာလာအပ်မယ်ဆိုရင်မြန်မာငွေ4000ကျပ်ဖြစ်ပါတယ်ရှင်โอเคနော်တင်တန်းကြီး4000ကျပ်နဲ့တင်တန်းအပ်ချင်တယ်ဆိုတဲ့သူတွေမင်း TikTok Messenger Facebook Messenger Line ချိန်လုံးမှာတင်တန်းနေလာအပ်လို့ရပါပြီရှင်โอเคနော်ကျေးဇူးအများကြီးတင်ပါတယ်အဆင်ပြေကြပါစေရှင်အသက်ရှူတိုင်းငွေတွေဝင်ကြပါစေရှင်လို့